ဒါကဗမာလူမျိုးပါဒါကတော့ရခိုင်လူမျိုးပါခင်ဗျားတို့ကျုပ်တို့ရဲ့မိခင်ကြီးဖြစ်တဲ့မြန်မာနိုင်ငံကတာသမီ10ယောက်တောင်ရှိပါတယ်ဒါကိုတော့အားလုံးသိကြပါတယ်အဲ့ဒီမိခင်ကြီးကရခိုင်လူမျိုးကိုအရင်ဆုံးမွေးတာလားဒါမှမဟုတ်ဗမာလူမျိုးကိုအရင်ဆုံးမွေးတာလားတနည်းအားဖြင့်ပြောရရင်မြန်မာနိုင်ငံတဲကိုဘယ်လူမျိုးကအရင်ဆုံးရှေးဥရှနေထိုင်တာလဲဒါကိုမပြောခင်မှာခင်ဗျားတို့ကျုပ်တို့ရဲ့မိခင်ကြီးဖြစ်တဲ့မြန်မာနိုင်ငံရဲ့အသက်ဟာဘယ်လောက်ရှိပြီလဲကိုအရင်ဆုံးသိရပါမယ်အကြောင်းကတော့အဖေထက်သားတလားကြည့်ချင်လို့မရပါဘူးကဘာကြီးရဲ့အသက်ဟာ4 ဘီလီယံကျော်ရှိပြီဖြစ်ပေမဲ့မြန်မာနိုင်ငံရဲ့တက်တန်းကတော့13000ခန့်သာရှိသေးတာပါကဘာနဲ့မြန်မာဟာဘာလို့တလောက်တောင်ခွာရှားနေရတာလဲကိုနောက်ဗီဒီယိုမှာကျွန်တော်ပြောပြပါမယ်ခင်ဗျားတို့ကျုပ်တို့ရဲ့အမေဖြစ်တဲ့မြန်မာနိုင်ငံကပထမဦးဆုံးမွေးဖွားခဲ့တဲ့လူမျိုးကတော့ပြူလူမျိုးတွေပါပြူလူမျိုးတွေကတော့ဒီဘက်ခေတ်တိဘက်ဗမာဖြစ်လာမဲ့လူမျိုးစုတွေပါပြူတွေဟာဘယ်လောက်ထိစောပြီးမြန်မာနိုင်ငံထဲကိုရောက်လာခဲ့လဲဆိုရင် BBC လောက်တဲကမြန်မာနိုင်ငံအလဲပိုင်းနဲ့အေယာဝတီမြစ်ဝမ်းတစ်လျှောက်မှာစပြီးအခြေပြုနေထိုင်နေပါပြီဘယ်ကနေရောက်လာတာလဲဆိုရင်တော့တရုတ်ယူနန်နယ်ဘက်ကနေဝင်ရောက်လာခဲ့ကြတာဗမာရဲ့လို့စတင်ပေါ်ပေါက်လာတာကတော့180လောက်ကဖြစ်ပါတယ်ဒါကြောင့်ပဲတချို့တိုင်းရင်းသားတွေကဗမာဟာမြန်မာနိုင်ငံထဲကိုရောက်လာတာနောက်ကျတယ်လို့ထင်တတ်ကြပါတယ်တကယ်တမ်းပြောရမယ်ဆိုဗမာလူမျိုးရဲ့လို့ဖြစ်လာတာကနှစ်ပေါင်း1000ခန့်သာရှိသေးပေမဲ့ဗမာဖြစ်လာမဲ့ပိုးဝေးတွေကတော့မြန်မာနိုင်ငံထဲကိုနှစ် BC လောက်တဲကရောက်ရှိနေခဲ့ကြတာပါအခုခင်ဗျားတို့ကျုပ်တို့ရဲ့မိခင်ကြီးဖြစ်တဲ့မြန်မာနိုင်ငံကပြူတွေကိုမွေးပြီးမကြခင်မှာပဲဒုတိယတိုင်းရင်းသားလူမျိုးစုကိုထပ်မွေးပါတယ်အဲ့ဒါကတော့အာရဂန်လူမျိုးတွေပါအာရဂန်လူမျိုးတွေကဒီဘက်ခေတ်ရခိုင်လူမျိုးဖြစ်လာမဲ့သူတွေပါအာရဂန်လူမျိုးတွေဟာလည်းမြန်မာနိုင်ငံထဲကိုပြူတွေနဲ့အပြိုင်ဝင်ရောက်လာခဲ့ကြတာပါဒီဘက်ခေတ်ရခိုင်တွေကလည်းတိဘက်ဗမာတွေကနေပဲဆင်းသက်လာခဲ့ကြတာပါရခိုင်လူမျိုးရဲ့လူဖြစ်လာတာကတော့180အစောပိုင်းလောက်ကဖြစ်ပါတယ်ဒါကြောင့်ဗမာနဲ့ရခိုင်လူမျိုးတွေကပြူနဲ့အာရဂန်လိုဖိအိနှမီကွာပေမဲ့မိအိကတော့တိဘက်ဗမာအနွယ်ဝင်တွေကပဲဆင်းသက်လာခဲ့ကြတာပါရခိုင်နဲ့ဗမာလူမျိုးပြီးရင်တတိယမြောက်မြန်မာနိုင်ငံထဲကိုဝင်ရောက်လာတဲ့လူမျိုးကိုသိရင်တော့ကိုမန်နိုင်မှာရေးခဲ့ပြီဒီဗီဒီယိုလေးကဒီလောက်ပါပဲတိုင်းသားအားလုံးကိုအရန်ရှစ်တယ်